Okay ပါကျွန်တော်ရဲ့ Chelsea ချစ်ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ရဲ့ Chelsea ချစ်ညီကိုပရိသတ်တွေအဲ့လောက်ထိချစ်တတ်မှန်သိရင်ကျွန်တော်ပြင်မထားခဲ့ဘူးပေါ့နော်အခုတော့ကျွန်တော်တော့မှနည်းနည်းလေးဝမ်းနေသလိုခံစားရတယ်ဗျာ TikTok YouTube Facebook အားလုံးမှာဒါကျွန်တော်ကိုမမေ့သေးပဲနဲ့ပေါ့နော်ဒါတတိယပြီးတော့ဒါ comment တွေမှာကျွန်တော်တွေ့ရတဲ့အတွက်အယံဝမ်းသာပါတယ်ဆိုတော့ကျွန်တော်ဒီ view လေးမှာအဓိကပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော် Xabi Alonso နဲ့ပတ်သက်ပြီးတော့ update news လေးတွေပေါ့နော်ပထမဆုံးအရင်ဆုံးပြောမယ်အဲ့ဒါကတော့ David Austin နဲ့ Fabrizio Romano တို့ရဲ့ update news သိရတဲ့အချက်လေးတွေကိုကျွန်တော်ရဲ့သုံးသက်ချက်လေးလည်းပါမယ်ပေါ့နော်ပထမဆုံးသတင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ David Austin ရဲ့ဖော်ပြချက်မှာ Chelsea အသင်းရဲ့တာဝန်ရှိသူတွေကဆိုလို့ရှိရင် Xabi Alonso နဲ့ပတ်သက်ပြီးတော့တော်တော်လေးကို active ဖြစ်နဲ့လှုပ်ရှားနေကြတယ်ဆိုတာကတော့အမှန်ပဲလို့သူကတော့ဖော်ပြလာတယ်ပြီးတော့ Chelsea ဒီသူတို့ရဲ့ project နဲ့အခိုက်အဆုံးနီးပြအဖြစ်ပေါ့နော် Xabi Alonso ကိုသတ်မှတ်ထားတယ်ဒါကရှစ်တနေ့ကထွက်ထားတဲ့ Fabrizio Romano ရဲ့ report နဲ့ရှင်းလိုက်မယ်ဆိုတော့ update တော့ဖြစ်သွားတယ်ပေါ့နော်ဘာလို့ဆို Romano ရဲ့ဖော်ပြချက်မှာတော့ Chelsea အသင်းကအဲ့လိုမျိုးဒီနံပါတ်1 target ဆိုပြီးမရှိဘူးပေါ့နော်ဒါပေမဲ့ David Austin ရဲ့ဖော်ပြချက်မှာတော့ဒီ Xabi Alonso ဆိုလို့ရှိရင်ဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါသူတို့ရဲ့ဒီအလိုက်ဖတ်ဆုံးပေါ့နော်သူတို့ project နဲ့အကိုက်ညီဆုံးဒါနီးပြတဦးအနေနဲ့သတ်မှတ်ထားတယ်ဆိုပြီးတော့ဖော်ပြလာခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်း Xabi Alonso ရဲ့တာဝန်ရှိသူတွေနဲ့ Chelsea တင်းရဲ့တာဝန်ရှိသူတွေကြားထဲမှာ contact လေးတွေဒီပေါ့နော်အလိုသဘောမျိုးပေါ့နော်အလိုသဘောမျိုးပုံစံမျိုးနဲ့ Toki တွေတော့ပြစ်နေကြတယ်လို့ကျွန်တော်တို့ကြားရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီ Fabrizio Romano ရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင် Chelsea တင်းဟာအမြန်ဆုံးသူတို့က manager ကိုခေါ်ခြင်းတယ်ဗျတကယ်သူတို့ရဲ့စိတ်ဆန္ဒတိုင်းဆိုလို့ရှိရင်သူတို့ကအမြန်ဆုံးနီးပြတယောက် manager တယောက်ကိုသူတို့ရချင်နေတယ်အထူးသဖြင့်ဒီ World Cup မတိုင်ခင်မှာပေါ့နော်သူတို့အနေနဲ့အမြန်ဆုံးခန့်အပ်ချင်နေတာဖြစ်တယ်လို့ကျွန်တော်သိရတယ်သို့တော်လည်းပဲ Chelsea တင်းရဲ့နီးပြခန့်အပ်မှုအခြေအနေကဘယ်ပေါ်မှာမူတည်လဲဆိုရင်အဓိကဒီကျွန်တော်ပြောသလိုပါပဲ manager ရဲ့အသည့်ရဲ့ဒါတောင်းဆိုမှုနဲ့ Chelsea တင်းရဲ့ demand ပေါ့နော်အဓိကနှစ်ဖက်စလုံးရဲ့ demand တွေဒီခါမှာတော့ရှင်းရတော့မှာဘာဖြစ်လဲဆိုတော့ဒါကျွန်တော်ဦးလေးဆိုလို့ရှိရင်ကျွန်တော်တို့ငယ်ငယ်လေးတည်းကပေါ့နော်ဒါသူကလုံးဝ Chelsea fan အရင်ကျွန်တော်အဖေဆိုလဲ Chelsea fan ကျွန်တော်ဦးလေးကလည်း Chelsea fan ဆိုတော့ကျွန်တော်ဦးလေးနဲ့ကျွန်တော်လည်းစကားထိုင်ပြောဖြစ်တယ်ပေါ့နော်ပြောနေတဲ့အချိန်မှာလည်းကျွန်တော်ဦးလေးလည်းပြောသလိုပဲနောက်ဆိုလို့ရှိရင်ဘယ်ကောင်မှတော့မှငါတို့အသင်းကိုလာပြီးတော့ဒီပြလာလုပ်ချင်တော့မှမဟုတ်ဘူးတဲ့ဟုတ်တယ်မလားဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲဗျာဒီနီးပြတွေအနေနဲ့ဆိုစဉ်းစားစရာအိမ်ကြီးပေါ့နော်ဒါတော့ပေါင်းလို့ကောင်းတဲ့ကောင်မဟုတ်တော့ဘူးပေါ့ဗျာ Chelsea ကအဲ့လိုမျိုးမြင်လာပြီကွာတဲ့စဉ်းစားကြည့်တဲ့တည်မလားလုံနေတဲ့ပုံစံတွေကလုံးဝငါတို့အကြိုက်ဥမာဗျာဒါနီးပြတယောက်ကဒါသူကျွန်တော်ကိုသုံးချင်သုံးမယ်ဗျာကျွန်တော်အချိုးမပြေမသုံးဒါမဲ့ကျွန်တော်တို့ဒီပိုင်ရှင်တွေကဘယ်လိုလုပ်ထားလဲဆိုကျွန်တော်ကနည်းနည်းနာမည်ရနေပေါ့ဗျာကျွန်တော်တို့မပြောပါဖောမာပေါ့ဗျာဖောမာဆိုနာမည်ရနေဆိုလို့ရှိရင်ဒါဖောမာကိုပွဲတိုင်းသုံးပေးရမယ်ဘယ်နှမိနစ်သုံးပေးရမယ်ဟာလာတခြားဘယ်ပလီယာကိုဘယ်လောက်သုံးပေးရမယ်အထူးသဖြင့်ဒီဈေးကွက်အတွင်းမှာသူတို့ပတ်စံရှာလို့ရမယ့်ပလီယာဆိုလို့ရှိရင်ကောင်းမကောင်းအဲ့ကောင်စိတ်တက်ကဘယ်လိုဖြစ်နေကစားသမားတယောက်ဆိုတာဒါမန်နေဂျာတယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် point of view တွေအများကြီးကြည့်ရဟုတ်တယ်မလားအိမ်စောက်တယ်ဆိုတာတော့မှကျွန်တော်တို့ engineer တယောက်စောက်တာနဲ့တာမန်လူတယောက်စောက်တာနဲ့ okay ထွက်လာလိမ့်မယ်ဒါပေမဲ့စဉ်းစားနည်းရတော့ကွာမှာပဲဒါကအမှန်တရားပဲလေเนาะပပေါင်းစုံကနေစဉ်းစားမှုအပိုင်းမှာတော့ကွာမှာပဲတိုင်းတိုင်းထောင်းနေဆိုရင်လေဒါထောင်းနေရိုးတွေးလို့ရိုးထောင်းသွားမှာပဲဒါတကယ်တွက်ချက်တဲ့လူကဒါမျိုးပဲလေเนาะဒါကျွန်တော်တို့စီးပွားရေးကြီးတဲ့လူကတော့ဟုတ်ပြီအဲ့လိုမျိုးပုံမှန်သုံးပေးနေဘာပြော popularity ဖြစ်တယ်ဗျာတိုးတော်လည်းပဲနီးပြတယောက်တွေနဲ့ကြတော့ဒါသူကစားသမားရဲ့ဒါဒီတစ်ပတ် training မှာပြသတဲ့စွမ်းဆောင်ရည်ပြီးကစားသမားရဲ့ injury အခြေအနေကစားသမားရဲ့စိတ်ဆန္ဒအခြေအနေ performance အခြေအနေစတာတွေကိုအားလုံးသုံးသပ်ပြီးတော့မှနီးပြဆိုတာသုံးတာသူတို့ကအဲ့လောက်ထိပါဝင်ရောက်ပြီးတော့ swap ဖတ်နေတယ်ဆိုသူတို့ကိုယ်တိုင်သာနီးပြလောက်လိုက်တော့လေရှင်းတယ်ဖြစ်ရင်လည်းသူတို့ကသူတို့ခံလိုက်တော့ဟုတ်တယ်အခုကတခုဖြစ်ရင်ကြတော့နီးပြတွေကိုခေါင်းခံခိုင်းနောက်ကွယ်ကနေပြီးတော့သူတို့ကလှုပ်ချင်တဲ့ဟာလှုပ်သုံးချင်တဲ့ကောင်သုံးခိုင်းနေတာကြတော့ကျွန်တော်တို့ကလုံးဝအဆင်မပြေဘူးအဲ့ဒါတော့ကျွန်တော်လုံးဝနီးပြတွေဘက်ကပဲကျွန်တော်ထောက်ခံမရဘူးနော် movie တုံးကရှင်းတယ် movie တုံးကတကယ်ရှင်းတယ်ကျွန်တော်ဦးလေးနဲ့ကျွန်တော်လည်းပြောသလိုပဲငါဖလားတစ်လုံးလိုချင်တယ်ဘာမှဝင်မပါဘူးသွားမလား dressing room နဲ့ဘာမှအာရုံမလာဘူးဖလားတစ်လုံးတော့လိုချင်ဖလားတစ်လုံးမရရင်တော့မင်းသွားတော့မင်းမဘာကောင်းဖြစ်နေလဲနော်ဒါမျိုးကျွန်တော် father ကြီးနဲ့ဆိုလည်းပြောဖြစ်တယ်ဟဟလား movie ကစပြီးတော့သူ့ရဲ့ Ibarra စထောင်တဲ့အချိန်မှာဘာပြော Mourinho နဲ့မှသူစပြီးရှင်းတောက်တာ Mourinho ခန့်တော့ Mourinho ကလည်းရှင်းပဲသူစကားနားမထောင်ဘူး Mourinho ဟုတ်တယ်နော်ရှင်းပဲဒါပေမဲ့သူကတီးခံတယ်ဘာမှမပြောဘူးတောက်လျှောက်သူလိုချင်တဲ့ဖလားရနေချိန်မှာဘာမှမပြောဘူးနောက်မှဒါအဆင်မပြေတော့တာပေါ့နော်ဆိုတော့ဒါသူတို့အဆင်မပြေတာဖြစ်ထိုက်တဲ့အဆင်မပြေမှုမျိုးဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိနီးပြတွေဖြစ်နေတာတွေကအလကားတွေပဲနော်ဆိုတော့ဒါမျိုးလေးတော့ရှိတယ်အားကြောင့်မလို့ဒီအခြေအနေတွေကိုဘယ်လိုမျိုးကြော်ထွားမလဲပေါ့နော်အဲ့ပုံမူတည်ပြီးတော့နီးပြအသစ်ရောက်မလာခြင်းတွေအများကြီးမူတည်လိမ့်မယ် quality နီးပြပေါ့ဗျာ quality နီးပြဆိုလို့ရှိရင်တော့
ကျွန်တော်တို့ဆွေးနွေးမှုတွေကနည်းနည်းအခရာကြလိမ့်မယ်ဒီချက်တွေအများကြီးဆွေးနွေးရမှာအခု Chelsea ရဲ့အခြေအနေတွေကကျန်တဲ့နည်းနည်းတက်တက်စားတွေဆိုလို့ရှိရင်တော့မသိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေလို့တော့ကျွန်တော်တို့ကြားရပါတယ်ဆိုတော့ကျွန်တော်တို့လည်းဖြစ်နိုင်တော့ဒါရှာဘီလွန်ဆိုလိုမျိုးနီးပြကိုခေါ်စေခြင်းတယ်တကယ်တော့ Chelsea ရဲ့တာဝန်ရှိသူတွေကလည်းတိတ်မတွေးတတ်လို့ပါနော်သူတို့အဲ့လိုမျိုးလိုက်လုံနေတာဘာမှတိတ်ပြီးတော့ထူးခြားမှာမဟုတ် Chelsea ရဲ့ဝင်ငွေလမ်းကြောင်းကကစားသမားတွေပလေယာတွေရောင်းပြီးရှာခဲ့တာမဟုတ်ဟုတ်တယ်နော်တခြားသူ့ရဲ့ popularity သူ့ရဲ့ profile ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကပတ်စံရှာခဲ့တဲ့အသင်း fan base အကြီးရှိပြီလား player ရောင်းစားမှကျွန်တော်တို့ကဒါပတ်စံရမှာမဟုတ်เนาะဆိုတော့ဒါဒီအချက်လေးကိုတော့ကျွန်တော်တို့ပြင်သင့်တယ်သူတို့ကလူငယ် project နဲ့တကယ်တော့လူငယ်ရောင်းစားခြင်းနေတဲ့အနေအထားမျိုးဖြစ်မှာเนาะဆိုတော့အဲ့အချက်ကတော့ကျွန်တော်တို့အနေနဲ့ဒါကောင်းကောင်းဒီပြင်ဆင်ရမယ့်အချက်တစ်ချက်လို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါကိုလည်းနီးပြနဲ့ဆွေးနွေးရအောင်ဆိုတော့တစ်ဖက်မှာလည်းကျွန်တော်နောက်ထပ်ဒီဗီဒီယိုလေးမှာပြောချင်တဲ့တင်ရရောဘတ်ထရိုပေါ့เนาะလက်ရှိကျွန်တော်တို့ဒီခေါ်ယူထားတဲ့ကစားသမားတွေထဲမှာပေါ့နော်ကစားသမားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရောဘတ်ထရိုကတော့ဘာပဲပြော performance ကောင်းတယ်နော် performance ကောင်းတယ်ဘာမျိုးတိုက်စစ်မှုတယောက်နေတယ်နော် struggle လုပ်ရတဲ့အပိုင်းတွေတော့ရှိမှာဘာလို့အသင်းကိုယ်တိုင်ကမတည်ငြိမ်နေတဲ့အတွက်သူတို့လည်း struggle လုပ်ရတယ်ရုန်းကန်တဲ့အပိုင်းတွေရှိတယ်ဆိုတော့လက်ခံတယ်ဒါပေမဲ့တော်တော်လေးကျွန်တော်တို့အတွက် flow မ flow ဘူးပေါ့ဗျာသိရမှာနော်အဲ့လိုကစားသမားမျိုးတွေမှာပါတယ်ဆိုတော့အခုအဲ့ကစားသမားကိုဘာစီလိုနာစိတ်ဝင်စားနေရဆိုတဲ့သတင်းမှာဘာပါလာလဲဆိုတော့Chelsea အသင်းရဲ့တာဝန်ရှိသူတွေကလည်းရောဘတ်ထရိုကတော့ရောင်းရံမဟုတ်ဘူးလို့သူတို့သတ်မှတ်ထားတော့ညာလဲပဲတဲ့အတွင်းပိုင်းမှာသူတို့ policy အပြောင်းလဲဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်တော့တဲ့ရောဘတ်ထရိုကိုသူတို့အနေနဲ့ complicated ဖြစ်တဲ့ဒီပုံစံမျိုးနဲ့ဘာစီလိုနာအသင်းကိုရောင်းချသွားနိုင်တယ်ဆိုပြီးတော့သတင်းကထွက်လာခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်လည်းကျွန်တော်ကပိုခံပြင်းတာပေါ့ဒီကောင်လေးမှာမာယာတွေအများများနေတယ်ဗျာသိလားဘာတွေမှန်းကိုမသိတော့ဘူးအဲ့လိုမျိုးကျွန်တော်တို့လိုမျိုးဒီဘောလုံးကိုပဲအဓိကအားပေးရင်းနဲ့ဘောလုံးပြိသက်ဖြစ်လာတဲ့လူတယောက်အနေနဲ့ကြတော့အာယုံတွေလာစားနေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးတွေတော့ကျွန်တော်တို့အသင်းကလက်ရှိမှာကြုံတွေ့နေရတယ်နော်လက်ရှိမှာကြုံတွေ့နေရငဘိုတွေကမှကစားသမားကောင်းတွေထင်းရခတ်နေတဲ့အခြေအနေလို့တော့ကျွန်တော်ကသုံးသပ်တာပဲကျွန်တော်တို့အသင်းကိုလေနော်ဒီအန်ဆိုဖာနန်ဒက်တို့က Real Madrid သွားမယ်ဆိုရင်တော့မှငါတို့ဘယ်လိုပြန်ထိမ့်မလဲအဲ့ဒါဟာဆက်တောင်မှာဘာပြောတစ်နှစ်ကျွန်တော်တို့ကစားပေးသွားသေးတယ်ဗျာဆိုတော့အဲ့လိုမျိုးအခြေအနေတွေပေါ့နော်ဆိုတော့ဘယ်လိုမျိုးဆက်သွားမလဲဘယ်လိုစကန်သွားမလဲဆိုတော့တော်တော်လေးတော့စိတ်ဝင်စားဖို့တော့ကောင်းသွားပြီနောက်နှစ်ကတော့တော်တော်လေးထပ်ပြီးတော့ကျွန်တော်တို့အတွက်ဒါတစ်နှစ်တစ်မျိုးမယိုးရတဲ့ Chelsea ဆိုတာတကယ်ပါပဲကျွန်တော်နောက်နှစ်ဘယ်လိုလာမလဲဆိုတာနောက်နှစ်ကကျွန်တော်တို့အပြောင်းလဲအများကြီးဖြစ်သွားနိုင်တယ် Chelsea ရဲ့ပြည်သက်တွေ Chelsea အသင်းအနေနဲ့ပေါ့နော်ဆိုတော့ Premier League ကလည်းအခုဆိုဘာပြောအပြောင်းလဲဖြစ်နေနော်အဲနော် Arsenal ကနော်အဲ့လိုမျိုးဖြစ်နေပြီဆိုတော့ကျွန်တော် Chelsea အသင်းအနေနဲ့နောက်ကျလို့တော့မဖြစ်ဘူးခုတောင်မှဒါအဆင့်ကတော်တော်ဆိုးတယ်30အပြည့်မရောက်တော့မနေ try နေရတဲ့အခြေအနေအပေါ်အသင်းတွေကြီးလိုက်တော့လဲဟလားနော်ကိုနဲ့တစ်ချိန်ကပြိုင်ဘက်တွေကလည်းကိုနဲ့အရန်ကွာသွားပြီကိုအောက်ကကောင်တွေကလည်းကိုပေါ်ရောက်ဆိုတော့သူတို့ရဲ့ result သူတို့လည်းလောက်လာတာ Chelsea ကိုစိတ်ကြိုက်ချဲလာနော်3နှစ်ကျော်ဆိုတော့အဲ့ဒါမျိုးတွေကိုပြန်ပြီးတော့တေချာလေးစဉ်းစားသင့်ပါကြောင်းတင်ဆိုင်ရင်းနဲ့ပဲဗီဒီယိုရမ်းရှည်ပေါ်မှာလောက်နေမယ်ချန်ထားလိုက်ပါတယ်ကျွန်တော်အများနဲ့အားပေးကြတဲ့ brother ညီကိုပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်တွေနောက်မှဒီထပ်ပို့ပြီးတော့တွေ့ကြပါအားလုံးပဲ see you ပါ